ဒီလူမှာထူးထူးခြားခြားအနံ့ခံအားကောင်းတဲ့နှာခေါင်းကြီးတစ်ခုရှိတယ်။သူကသတင်းစာတစ်စောင်ကိုအသာလေးနှမ်းကြည့်လိုက်တာနဲ့ဒီသတင်းစာကိုဘယ်ချိန်ကပုံနှိပ်ထားတယ်ဆိုတာတန်းသိတာပဲခဏနေတော့လေရင်ပေါ်ကိုလက်ကျူးနေတဲ့သူတယောက်ရောက်လာရောသူ့ရဲ့နှာခေါင်းကြီးနဲ့အနံ့ခံကြည့်လိုက်တော့ဒီလူရဲ့လက်ထဲမှာဘုံတွေဖွက်တယ်လာတယ်ဆိုတာချက်ချင်းသိလိုက်ရတယ်။သူကအေးအေးဆေးဆေးနဲ့ပဲလေရင်မယ်လေးကိုခေါ်လိုက်ပြီးဒီလေရင်ပေါ်မှာဘုံတဲ့အကျန်းဖက်သမားရှိတယ်ဆိုတာကပတ်ရင်ကိုပြောလိုက်ပါလို့ပြောလိုက်တယ်။ကပတ်ရင်ရောက်လာတော့သူ့ကိုမယုံဘဲနဲ့ဘလို့ကြောင့်မင်းကအတိအကျတွေတောင်သိနေရတာလဲလို့မေးလိုက်တယ်။ငါဒီတိုင်းပဲအနံ့ခံလိုက်ယုံနဲ့သိတယ်လို့ပြန်ဖြေတော့ကပတ်ရင်ကသူ့ကိုယူနေတယ်လို့ထင်သွားတယ်။ဒီတော့ကိုနှာခေါင်းကြီးကသူ့ပါဝါကိုထုတ်ပြမှဖြစ်တော့မယ်ဆိုပြီးမင်းတို့နှစ်ယောက်လေရင်ထဲမှာဘာလုပ်နေတယ်ဆိုတာကအစသိတယ်လို့ပြောလိုက်တော့နှစ်ယောက်လုံးမျက်နှာတွေပြတ်သွားကြပြီးတော့အတန်တွေတိတ်သွားကြတယ်သူတို့ကိုနှာခေါင်းကြီးကိုရှော့တွက်လို့မရတော့ဘူးဆိုတာသိသွားကြပြီဒီလိုနဲ့ကိုနှာခေါင်းကြီးကလေရင်ပေါ်ကလူတွေအားလုံးကိုအตาရပဲကေတင်ခဲ့လိုက်နိုင်တယ်ပေါ့သူလေရင်ဆင်းလာတော့သူ့မိမစီကဖုံးဝင်လာပြီးသူသားကကျောင်းမှာဆေးကြောက်တွေတောက်နေတဲ့အတွက်ကျောင်းအုပ်ကြီးကခုချက်ချင်းသူ့ကိုလာတွေ့ခိုင်းနေရလို့ပြောလာတယ်ကျောင်းကိုရောက်တော့ကျောင်းအုပ်ကြီးကမင်းရဲ့သားနဲ့သူ့ငယ်ချင်းတွေကဒီကျောင်းကိုဖျက်ဆီးနေကြတယ်လို့ပြောပြီးတက်တွေကိုလည်းရထားတယ်လို့ပြောပြလာတယ်ကိုနှာခေါင်းကြီးကအထုပ်ကိုကောက်ကင်ပြီးနင်းနဲ့အနံ့ခံကြည့်လိုက်ပြီးတော့ဒီအထုပ်ကငါသားနဲ့မဆိုင်ဘူးလို့ပြောလိုက်ပြီးသူနှာခေါင်းရဲ့လမ်းညွှန်ချက်တိုင်းလိုက်လာတော့အမှန်တကယ်ဆေးရောင်းသူစီရောက်လာခဲ့တယ်မြေပြင်မှာကြက်နေတဲ့အိတ်ကိုကောက်ယူလိုက်ပြီးတော့ဒါမင်းအိတ်လားလို့မေးတော့ကောင်လေးကဘာမှပြန်မဖြေပဲတိတ်ဆိတ်နေခဲ့တယ်ဒီတော့အိတ်ကိုဖွင့်ချလိုက်ပြီးဒီကောင်လေးကမှတကယ်ဆေးသွင်းသမားပဲလို့ပြောလိုက်တယ်